ဘာဒီမှာဆိုရင်တော့ကျမတို့ဒီ phonetic သင်္ကေတလေးပေးထားတယ်ကျမတို့ကကြတော့ဒီ spelling ပြန်ရေးပေးရမှာပေါ့နော်နံပါတ်1ကိုတစ်ချက်ကြည့်ကြည့်ပါဒီမှာဆိုလို့ရှိရင်သူကဒီမှာသင်ပြီးနော် b ဒါတော့ it ဒီအနောက်ကသင်္ကေတကမသင်ရသေးဘူးဒါပေမဲ့ခံမှန်းပြီးတော့ကြည့်လိုက်မယ်ဆိုရင် l ဆိုရင်နော် l အတန်လေးဆိုတော့ဒီမှာ bull နောက်ဒီမှာကျမတို့သင်ပြီးသား p ဒါကြတော့ e နောက်ကစတန်လေးပါမယ် peace ဒါဆိုဘာဖြစ်နိုင်မလဲဒီ peace ဖြစ်နိုင်မယ်နံပါတ်3ကကြတော့ကျမတို့သင်ပြီးသား b ဒါကြတော့ I by ဒါကြတော့ကျမတို့ဒါ p ဒါကြတော့ဒီမှာ pass ရောဘာဖြစ်နိုင်မလဲဒီမှာ PUS pass percent 8ဟလားဒီမှာဆိုကျမတို့ကနံပါတ်5မှာဆိုလို့ရှိရင် b ဒါဆိုရင် l လေးอ่ะเนาะလတန်လေးဖြစ်လိုက်မယ်ဟလားဒါကကျတော့ ဒါ k black ဟလား black ဆိုတော့ဘာဖြစ်နိုင်မလဲဒီမှာ black အဲ့လိုမျိုးလေးပဲဒီဥစ္စာလေးတွေခံမှန်းပြီးတော့ရေးသွားပါရှင်အလုံး20ရှိပါတယ်နောက်ပြကြလို့ရှိရင်ဒီမှာ native speaker ရဲ့အတန်နဲ့တစ်ချက်တိုက်ကြည့်ပြီးတော့ဆက်လက်လေ့လာပေးပါ Bill 2 Peace 3 Buy 4 Purse 5 Black 6 Pay 7 But 8 Pack 9 Bomb 10 Pepper 11 Butter 12 Part 13 Book 14 Party 15 Back 16 Boots 17 Pool 18 Beard 19 Put 20 Bought